ဆောင်တဲ့ဒီခံလေးကိုနည်းနည်းဝေမျှချင်ပါတယ်ဆိုတော့ကျွန်တော်ပုံမှန်ကီးကတော့ကျွန်တော်တို့ G key ပေါ့နော် G key ကကျွန်တော်တို့အတွက်ပုံမှန်ကျွန်တော်တို့အပျော်ဆိုမဲ့သူတွေအတွက်ဆိုရင်ပြန်ပြီးဆိုတဲ့သူတွေအတွက်ဆိုရင်နည်းမြင့်နေပေါ့တချို့အတွက်တော့ online တယ်တချို့အတွက်ကတော့ကျွန်တော်တို့နည်းနည်းလေးညစ်ပြီး order အတိတ်အဆင်ပြေဘူးပေါ့နော်တက်တောင်းတက်တာမရှိဘူးဆိုတော့ကျွန်တော်တို့ကပူလေးညက်ပြီးတော့ကျွန်တော်စီရှိုးရအခုမှစသည်တွေတူစီတွေစီကစပြီးကျွန်တော်တို့အခြေခံအနေနဲ့လေးလာတင်ယူတဲ့အခါမှာစပြီးတီးတဲ့ family ခွက်တွေပေါ့နော်ဆိုတော့အဲ့ဒီသူတွေအတွက်လည်းကျွန်တော်တို့ဒီဗီဒီယိုလေးကိုပြင်ပြခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ G key နဲ့မတီးပဲနေပေါ့နော်ကျွန်တော်တို့ C family key နိုင်နေဆိုလို့ရှိရင်တော့ကျွန်တော်ကပူ4လောက်အတစ်နှစ်တော့ကျွန်တော်တို့ကပူရှိတော့ကောင်းတယ်ပေါ့နော်ဆောင်းထားစီရှင်နေပေါ့နော်ဆိုတော့4လောက်မှာဒါမှမဟုတ်လေ3လောက်မှာပေါ့နော်3လောက်ကတော့ယောက်ျားလေး key အတွက်ဆိုရင်တော့တော်တော်အဆင်ပြေတယ်ပေါ့နော်ဒါကအဓိကအဖြစ်ကျွန်တော်ယောက်ျားလေး key အတွက်ဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ C family နဲ့တီးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပို့ပြီးအဆင်ပြေတယ်ပေါ့နော်တိတ်မ online တဲ့သူတွေတော့ပေါ့နော်ဆိုတော့ online တဲ့သူတွေတော့ကျွန်တော်ပုံမှန် G တချို့ကတော့ G sharp A key နဲ့စသဖြင့်ကျွန်တော် original key နဲ့တော့ဘာကောင်းကျွန်တော်တို့တီးကြခက်ကြဆူကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တွေကတော့ကျွန်တော်တို့မ online တဲ့သူတွေတော့ပေါ့နော်ဆိုတော့ကျွန်တော် capo 3လောက်မှာပေါ့နော်ဒါမှမဟုတ် capo 4လောက်မှာဆိုလို့ရှိရင်ဒါက E ဒါ E အတန်ဖြစ်သွားပါပေါ့နော် G အတန်တော့မဟုတ်ဘူး E အတန်ဖြစ်သွားတာပေါ့နော်ဆိုတော့4လောက်မှာဆိုရင်တော့ E ဖြစ်သွားမယ်ဒီကောင်ဆိုလို့ရှိရင် E flat ဖြစ်သွားမယ်ပေါ့နော်ကျွန်တော် E flat ကတော့ကျွန်တော်တို့ကတော့တက်တောင်းတက်တာရှိတယ်လို့ကျွန်တော်တက်တောင်းတက်တာရှိတဲ့ key ကျွန်တော်နဲ့တင်တော်တဲ့ဟာပေါ့နော်ဆိုတော့လိုက်ပြီးတော့ဒီထက်မ online ဘူးဆိုရင်ထပ်ချပြီးတော့ C position နဲ့တီးပြရတယ် online နေဆိုလို့ရှိရင်တော့နော်4လောက်မှာဒါမှမဟုတ်5လောက်မှာ5ဆိုရင်တော့ up key ဖြစ်သွားမှာပေါ့နော်4ဆိုရင်တော့ E ဖြစ်သွားမယ်ဒီကောင်တော့ကျွန်တော် E flat ဖြစ်သွားမယ် capo 3မှာဆိုလို့ရှိရင်ပေါ့နော်ဆိုတော့ဟုတ်ပြီလက်ခက်ကတော့ကျွန်တော်တို့ဘယ်လိုမျိုးလဲဆိုတော့ဒါလက်ခက်ပါနော်ဆလုကိုလက်ခက်တွေအများကြီးရှိတယ်ပေါ့နော်ဆလုကို off တို့ဘာတော့စသဖြင့်ကျွန်တော်တို့ဒီကျွန်တော်တို့ကိုပြီးဆိုထားတယ်ဆိုတော့ကျွန်တော်တို့သူတို့ဒီ G key နဲ့ကျွန်တော်တို့ဆလုကို off နဲ့ကျွန်တော်တို့လက်ခက် strumming button လေးကိုရောခက်ပြီးတီးထားတာတွေ့ရတယ်ပေါ့နော်အခုမှစပြီးမဲ့သူတွေကြောက်ပါတော့ခဏတော့ကျွန်တော်ပြောတဲ့ဒီ slow go button ပေါ့နော်အခြေခံပေါ့နော်2 3 4ဒါလေးကိုကျင့်ထားစေချင်တယ်ပေါ့နော်ဆိုတော့ပါဝင်တဲ့ key chord တွေကတော့ကျွန်တော်တို့ပါလဲဆိုတော့ C ဖြစ်မယ်ပေါ့နော် C ပါမယ် G ပါမယ် E minor E minor F ပြီးကျွန်တော် D minorဒါလေးနဲ့ကျွန်တော်တို့တွဲဖက်ပြီးတော့ဒီချင်းကိုဆိုလို့ရပါတယ်လို့ပေါ့နော်ဆိုတော့ဒီတချင်းဆိုကြည့်အောင်လေနော်ပြောင်းလဲကြည့်သိမ့်မလို့နေဒီကနိုင်နေပါတတဂေရီမဟုတ်ပါဘူးငါမျက်နှာအဲ့ဒါလာမမြပါဘူးကွာလာပုံမှန်မရှိတော့မို့စနေဆိုင်လို့
ngã theo thế thoáng ngã về cô sao năn lô anh nghe gió này em nhân nô chi mà chỉ có thể chờ lô passion chain kuye wanda the kulo over there I miss you there the environment of time are you and not to do we swim yeah looking late in my soul jack not go not let me chip so ဟုတ်ပြီเนาะကျွန်တော်တချင်းတော့တိတ်မရဘူးပေါ့เนาะဆိုတော့နားလေးပေးမယ်လို့မျှော်လင့်နေဆိုတော့အဓိကတော့ကျွန်တော်ညီကိုတွေဒီ C connect ပေါ့เนาะ C position နဲ့တီးလို့ရအောင်နောက်တစ်ခုကကျွန်တော်တို့တိတ်မ online နဲ့တူတွက်အောင် gap 1 gap 2 3အဲမှာကျွန်တော်တို့$4ကောင်း$5ကောင်းပေါ့เนาะညက်ပြီးတော့ C position နဲ့တီးလို့ရပါအကြောင်းပေါ့เนาะကျွန်တော်တို့ဆရာသမားတွေအတွက်တော့ကျွန်တော်တို့ဒီလိုလေးကိုကျော်လွှားစေချင်တယ်ပေါ့နော်ဆရာသမားတွေအတွက်တော့မဟုတ်ဘူးအခုမှစပြီးတဲ့အခြေခံသမားတွေအတွက်ဒီလိုချင်းဖြစ်ပါတယ်လို့ဆိုတော့အားလုံးပဲအဆင်ပြေပါစေ